ဖိုင်16 10ချင်းစိုက်6စိုက်ပါစာမတော့အကျော်ဝါရောင်လေးကနေစပါမယ်43ခွန်43ခွန်ဆင်းလာပါပြီကွာဝေးတူတူပါပဲ3နှစ်9ကနေတာပါပြီပေါ်တက်လာပါပြီ541နဲ့ဆင်းလာပါပြီဒီဘက်ကကွာဝေးတူတူပါပဲ140 5ပရိတ်စိုက်ပါပထမကတ်လို့ပါပဲ3ခွန်4နှစ်39ပထမစိုက်လို့ပါပဲတက်လာပါပြီ4တက်ကနေဆင်းလာပါပြီဒီဘက်လာလိုက်ပါပြီ430ဆိုတော့5ပရိတ်စိုက်လေးပါဒါလေးဖြတ်ပြလိုက်ပါဦးမယ်ရှည်ဝေးရှည်နေလို့မစိုက်ပြရမယ်ဆိုရင်3833ခွန်30ကနေဇန်နိုင်1နှစ်3 4ပေးမှာနှစ်3ခွန်ဆိုတဲ့ကဏ္ဍမှာစိုက်ရှည်နေမှာဆိုလို့ပါကျွန်တော်မရတော့ပါဘူး388ခွန်30ကနေအောက်ဆင်းလိုက်ရင်ဒီမှာဟိုလေးပါ3နှစ်ခွန်လေးပါစက္ကလန်နဲ့ဆိုရင်ကြည့်လို့ရပါတယ်စိမ်းရောတိုင်းဆိုင်ကဲတိုင်းစားတော့320နဲ့ဒီဘက်လာပါပြီ9ခွန်နဲ့ဒီဘက်တက်လိုက်ပါပြီ160နဲ့ဒီဘက်တက်လိုက်ပါပြီ160နဲ့ဒီဘက်တက်လိုက်ပါပြီဒီမှာတက်လိုက်ပါပြီ6တက်နဲ့ဒီဘက်ဆင်းလာရပါပြီ983နဲ့ဒီဘက်ဆင်းလာပါပြီ983နဲ့ဒီဘက်ဆင်းလာပါပြီ84ခွန်နဲ့ဒီဘက်လာလိုက်ပါပြီ84ခွန်လို့ပြန်ရိုက်ပါတယ်ဒီကနေပြီးတော့နှစ်5နှစ်3ရပါ5နှစ်3ဆိုတဲ့ကဏ္ဍ7 break ပါနောက်တစ်ကကြည့်အောင်အဲ့ရလေးစိုက်ပထမကတ်လို့ပါပဲ3ညနှစ်လာပါပြီ9နှစ်8ပေါ့ပထမစိုက်လေးလို့ပါပဲ3ည6တက်ပထမစိုက်လေးကတ်လေးလို့ပါပဲတက်လိုက်ပါပြီ146ဆိုပြီးလာပါပြီပတ်လဲပါပဲပထမစိုက်နဲ့ပါပဲ893နဲ့လာလိုက်ပါပြီခွန်80နဲ့ဒီဘက်လာလိုက်ပါပြီပထမကတ်လေးလို့ပါပဲခွန်80လို့လာပါတယ်ပထမကတ်လေးကတော့ခွန်84လိုက်ရတာဒါတော့3ည8ခွန်ပတ်လဲပေါ့အဲ့ရနေလာလိုက်ပါပြီ430ဆိုတဲ့ကဏ္ဍလေးပါဟုတ်အဲ့နေလာလိုက်ပါပြီ430ဟုတ်ဘူးအညူမထည့်ထားရပါ5ဟွာအ3 5 4ရပြီအဲ့ကောင်ရပြီဘာအဲ့ဒါဘာတခုကြတယ်ဘာလဲဝါလိုင်းလေးကြည့်အောင်ဝါလိုင်းစမယ်353 454အောက်ဆင်းရတော့581ကနေဒီဘက်လာလိုက်ပါပြီနှစ်3ညခွန်ကနေဒီဘက်လာလိုက်ပါပြီ5ပရိတ်လေးပါ816ဆိုတဲ့ကဏ္ဍလေးပါဒုတိယကတ်ကြည့်အောင်533 445ပတ်လဲလေးပေါ့ဗျာ518လာလိုက်ပါပြီခွန်290နဲ့ဒီဘက်လာလိုက်ပါပြီ10ချိန်မှာဝါရောင်လေး816ပါခဲဒါကျွန်တော်ပေါက်ခဲ့တဲ့ line လေးပါကျွန်တော်ဒီနှစ်ကို2ချိန်ပေါက်ပြီးပါပြီကျွန်တော်အောခွင့်မမိလို့မို့ဟာမှန်ကြကြည့်43ခွန်လို့ဖြစ်ပြီးတော့ခွန်9တက်လို့ဖြစ်တော့4ခွန်တက်43ခွန်လို့ဖြစ်ပါတယ်ကျွန်တော်ကစိုက်ရရှုပ်လို့မလားဆွဲပြရပါမယ်ဒီစိုက်ပါမယ်196ကနေဒီဘက်လာလိုက်ပါပြီ196ကနေဒီဘက်လာလိုက်ပါပြီပေါ်တက်လိုက်ပါပြီကျွန်တော်စီးကျွန်တော်တော့မှာ
686ကျွန်တော်ပေါက်ခဲ့တဲ့ line ပါဒီမှာပေါက်ချလိုက်ပြီခုပွဲမှာ8နဲ့5လို့ရပါတယ်ပထမဒီကက်လေးလူပေါ့ဒီမဲ့မှာဗျ3ခွန်4လေးကနေခွန်9လို့ဖြစ်ပါတယ်ဖြစ်ပြီးတော့သူကကျွန်တော်ဒီတိုင်းပဲလာလိုက်လို့ပေါ့မယ်ပထမကက်လေးလူပေါ့ဗျာ196ပါလားကက်လေးလူ196ကနေတက်လိုက်ပါပြီကျွန်တော်ဒီမှာတက်လိုက်ပါပြီဒီပထမကက်လေးလူပါပဲဒီမှာ866ကနေဒီမှာခရမ်းရောင်လေး8နဲ့5ဆိုတဲ့ကဏ္ဍပါနောက်တစ်စိုက်ပြာရောင်လေးကြည့်ပြာရောင်လေးပြီးဟာမစားမယ်426လာပါပြီ3ခွန်ကနေဒီဘက်လာပါပြီကွာဝေးအတူတူပါပဲဒီမှာကွာဝေးတူတူပါပဲ816ကနေဒီဘက်လာပါပြီ1 2 3 4 5 1 2 3 4 5 811 7ရိတ်ပါဒုတိယကက်လေးပထမကက်လေးလူပါပဲ426 3ခွန်2ပထမကက်လေးလူပါပဲဒီမှာလာပါပြီပထမကက်လေးလူပါပဲ816ဒီမှာလဲ816ပထမစိုက်လူပါပဲဒီမှာပြန်လာပါပြီခင်ဗျာ10ချိန်မှာကျွန်တော်ဒီမှာအပြာရောင်လေး811ပါပဲခင်ဗျာကြရင်ထိုးကြပါအားလုံးချမ်းသာချမ်းသာပါစေ